KPDA ဒေသစင်းလင်းမကိုအချင်းချင်းပေးသောဗိုလ်ကြီးကျော်ထွန်းအားထူးပဲကျေးဇူးတင်ရှိပါသည်ရှင်။စီစဉ်ဆက်က KPDA စေဒေသသားများမှဒေသစင်းလင်းမရယူရန်Never